ဒီရေမြေဒီတောတောင်ပဝန်းကျင်ဒီသူငယ်ငယ်တွေကကျင်းလေချက်စားခဲ့သောနေရာများဖြစ်ပါတယ်ငယ်စဉ်တဲကဒေါ်လိုက်မှုဆိုးပွားဖေရှင်ထန်ခဲ့ရသောသူအဖို့ကျန်းတန်းခတ်တန်ရသောအမှုချင်းများသည်သူ့အတွက်တော့အသားကျနေပြီးသားအမှုချင်းများပြီဖြစ်ပါတယ်သူရှင်တန်နေထိုင်ရာပတ်ဝန်းကျင်ရှိလူအများကလောသူ့ကိုခွေးမုတ်ဆိုးဟုနာမည်ပေးထားကြပါတယ်။ဘယ်အတွက်ကြောင့်ခွေးမုတ်ဆိုးဟုနာမည်ပေးကင်ပွန်းတတ်ကြရပါတယ်လေဆိုရင်သူဟာအမဲလိုက်ထွက်တဲ့အခါတိုင်းသူ၏အချစ်တော်အမဲလိုက်ခွေးများဖြင့်တောထဲသို့ဝင်လစ်ရှိသောကြောင့်သူ့ကိုခွေးမုတ်ဆိုးဟုအမည်ပြုခေါ်ဆိုရခြင်းပင်ဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်းတတ္တဝါတွေကိုတက်ဖြတ်ရောင်းချစားတော့ပြီးအသက်မွေးဝမ်းကြောင်းပြုနေရတော့သူဖို့ဖျားတန်ကားဆိုတာ तू မသိလောဘဒေါသမောဟတရားတွေရဲ့ရိုက်ခတ်မှုတွေကြောင့်သူ့၏စိတ်တွေကကြမ်းတမ်းသောဒေါသစရိုက်တွေနဲ့ပြည့်နှက်နေတဲ့သူတယောက်ဆိုရင်မှားမိတယ်ပါသူ့ရဲ့အမည်နာမအငင်းကတော့သာဝတိပြီစီတဝန်ကျောင်းတော်အဝင်းတကားဝအနီး၌ယဟန်တော်တစ်ပါးဟာစိတ်မตายရသောအမှုအရာဖြင့်စဉ်းစားတွေးတောနေပုံခင့်နီးခဲ့ပါလေယဟန်တော်ရဲ့စိတ်ကြည်စင်ဟာလွန်ခဲ့သောနေ့ရက်ကသူကြုံတွေ့ခဲ့ရသောဖြစ်အပျက်စီတို့ပြန်လည်တွေးတောရောက်ရှိသွားပါတော့တယ်ဒီတောအနီး၌ရှိသောဒေါ်လန်လေးဟာသူနေ့စဉ်နေ့တိုင်းဆွမ်းခံကြွတဲ့အခါတိုင်းဖြတ်သန်းသွားလာနေကြလန်ကလေးပဲဖြစ်ပါတယ်ယဟန်တော်ဟာတောင်ဝင်းကျင်ကိုတတိထားမိခင်မရှိပဲသူဤတရားရှုမှတ်မှုအမတ်တတိဖြင့်သာနေ့စဉ်နေ့တိုင်းဆွမ်းခံကြွနေခဲ့ပြီမဲ့သူ့ကိုတတိထားကြည့်နေခဲ့သူတယောက်ကတော့ထိုတော်လန်းလေးမှာရှိနေခဲ့ပါတယ်ဒီရုပ်တမကိုမြင်ရတာကြက်တီတုံးလိုက်တာကွာဒီနေ့ငါသားကောင်တော့ရပါတော့မလားမသိပါခွေးမုံဆိုကိုကဟာဒေါသစိတ်ဖြင့်ညီတွန်တောက်ကြီးပြောဆိုလျက်ဒေါဝသွင်းသို့သူ၏အမဲလိုက်ခွေးများဖြင့်အမဲလိုက်ရန်ဝင်ရောက်သွားပါတော့တယ်ကံမကောင်းစွာနဲ့ပဲကောကတယောက်ထိုနေ့ကသားကောင်တကောင်တလေးမှရှာဖွေရမရတော့ပဲဒေါသကင်းစွာထွက်တာတောအုပ်ထဲမှာလှည့်ပြန်ခဲ့ရပါတယ်တောအုပ်မှအထက်တောလန်းလေးအရောက်မှာတော့စွမ်းကန်မှပြန်လာတော့ယဟန်တော်နဲ့ပြန်လေဆုံတွေ့ပါတော့တယ်နေ့စဉ်နေ့တိုင်းငါအမဲလိုက်ထွက်တဲ့အခါသားကောင်ရစမြဲပဲဒီနေ့ဒီအယုတ်တမနဲ့တွေ့ရလို့ငါကြက်တီတုံးသွားတာလက်ပိုက်ပြီးငါသားကောင်မရတော့တာတဲ့ဖြစ်မှာခွေးမှုဆိုကောကဟာဒေါသမီလောင်မြိုက်ကယဟန်တော်အားသူ၏အမဲလိုက်ခွေးများဖြင့်ရှူးတိုက်၍ကြိုက်ခိုင်းပါတော့တယ်အမဲလိုက်ခွေးများလိုက်ကြိုက်ချင်းခံရတော့ယဟန်တော်ဟာစောက်တရားမရတော့ဘူးခြေဦးတက်ရကိုပြေးထွက်ခဲ့ရပါတော့တယ်ယဟန်တော်ဟာအသက်လူပြေးလင်းကကြံကြံမရတော့သည့်အဆုံး၌တစ်ပင်ပေါ်သို့ပြေးတက်လိုက်ရပါတယ်အတင်တစ်ပင်ပေါ်တက်ပြေးယုံနဲ့ညလက်ကလွတ်မဲ့ခဲ့တယ်တင်ဒီနေ့တေဖို့တာပြင်ပဲတော့ခွေးမှုဆိုကောကဟာတစ်ပင်ပေါ်၌ရှိနေသောယဟန်တော်ဤခြေတော်အားသူ့လက်တွင်ရှိသောလန်တန်ရှိတွင်တစ်ပင်အောင်မနီ၍လန်ထိုးဆော့ပါတော့တယ်ယဟန်တော်ဟာနာကျင်လာတဲ့ဝေဒနာကြောင့်သူ၏ခြေတော်အားမြောက်ချီချချီလုံနေရပါတယ်ထို
ထိုအခါယဟန်တော်၏အပေါ်ဝိယုံသင်္ကန်းဟာသစ်ပင်အောက်သို့ရှော့ကျော့သွားပါတော့တယ်လျောကျသွားသောသင်္ကန်းဟာတစ်ပင်အောင်နိုင်ရှိသောခွေးမုတ်ဆိုးပေါကဤကိုပေါ်သို့ဖုံးအုပ်မိသွားပါတော့တယ်ထိုအခါအမဲလိုက်ခွေးများသည်တစ်ပင်ပေါ်မှယဟန်တော်ပြုတ်ကျလာသည်ဟုထင်မှတ်ကဝိုင်း၍ကြိုက်ခဲကြပါတော့တယ်သင်္ကန်းဖုံးအုပ်ခံထားရသောခွေးမုတ်ဆိုးပေါကဟာသူ၏အမဲလိုက်ခွေးများဝိုင်း၍ကြိုက်ခဲမှုကြောင့်တစ်ပင်အောက်တွင်အသက်ပြောက်သွားပါတော့တယ်ယဟန်တော်ဟာတစ်ကိုင်းကြောင့်တစ်ချောင်းကိုချူးလျက်တစ်ပေအောက်တွင်ရှိနေသောအမဲလိုက်ခွေးများအားတင်းကြီး၆လက်မှာတော့တယ်ထိုအခါအမဲလိုက်ခွေးများသည်သူတို့၏သခင်အားအမတ်မှားပြီးကြိုက်သက်မိမှရေးမိသွားကတစ်ပင်အောင်မှပြေးထွက်သွားကြပါတော့တယ်ထိုအခါကြမှာသာယဟန်တော်လည်းတစ်ပင်ပေါ်မှဆင်းကတောအုပ်ထဲမှတကြီးတရိုင်ခြေလားများဖြင့်တာဝတိမြို့တော်ဖစီကိုကြွချီထုတ်ပါသွားပါတော့တယ်ဒီနေ့မှာတော့မြတ်စွာဘုရားရှင်သတင်း300ကျောင်းတော်စီတို့ရန်တော်ဟာရောက်ရှိနေခဲ့ပါတယ်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်၏သင်္ကန်းဖုံးအုပ်မိ၍မုတ်ဆိုးသည်တေဆုံးခဲ့ရပါသည်တပည့်တော်၏အပြစ်ဖြစ်သွားပါသလားဘုရားတပည့်တော်၏သီလသည်စင်ကြယ်မှုရှိပါသေးရဲ့လားဗျာချစ်သားယဟန်တင်း၌အပြစ်မရှိပါတင်းဤတီလာသည်စင်ကြယ်မြဲဖြစ်သည်ချစ်သားယဟန်တင်းသည်ယဟန်စင်စစ်ချစ်မြဲဖြစ်နေစေပါချစ်သားထိုမှုဆိုးမိုက်သေးသာမပြစ်မှားထိုက်သူကိုပြစ်မှားလေတေဆုံးသွားရခြင်းဖြစ်ပေတဲ့ချစ်သားယဟန်အကျဉ်သူမိုက်သည်မပြစ်မှားလိုက်တော့စင်ကြယ်၍ကိလေသာကင်းသောယဟန်သာအရှင်သူမြတ်အားပြစ်မှား၏လေးလေးညာသို့ပြစ်လွတ်လိုက်တော့တိမ်မွေ့နူးညံ့သောညူမုံများသည်ပြစ်လွတ်သူရန်သို့ပြန်၍ကြသည်ကဲ့သို့ထိုလူမိုက်ပြုသောမကောင်းမှုအကျိုးသည်ထိုသူရန်သို့ရှေးရှု၍ပြန်ကြလာခြင်းသာဖြစ်ပေတဲ့ချစ်ထားယဟန်မြတ်စွာဘုရားရှင်မိန့်ကြားတော်မူသောစကားကိုနာကြားရသောအခါမှသာယဟန်တော်ဤတန်တရားစိတ်များကင်းစင်သွားကစိတ်သက်သာရာစောင့်တည်ရာရခဲ့ပါတော့တယ်ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပြီးဘေးနားက notification လေးကိုနှိပ်ပေးခြင်းဖြင့်အားပေးကြပါဦးနော်